အလူမီနီယံပြန်လည်တန့်စင်ခြင်းအဆင့်ဆင့်ကုန်တင်ကားပေါ်မှသုံးပြီးသားရောင်စုံအလူမီနီယံအချိုရည်ဘူးခွန်အမြောက်များကိုစက်ရုံသွင်းရှိဘူးခွန်အမိုက်ပုံကြီးတဲသို့တွန်းချလိုက်သည့်ဘူးခွန်များကိုတိတ်ဆက်ကြီးတဲသို့ထက်ကအပိုင်းအစလေးများဖြစ်အောင်ခြေဖြတ်ပြီးပတ်လန်းလျှောက်ဆက် conveyor belt ပေါ်မှတဆင့်တဲဆောင်သွားသည့်အလူမီနီယံအပိုင်းအစများကိုအပူချိန်650 surtax ရှိသောမီးဖိုကြီးတဲသို့ထည့်သွင်းကတထုတုံးကြီးများဖြစ်လာစေရန်ဖိသိပ်ပုံဖော်သည့်ထိုတထုတုံးကြီးများကိုအပူချိန်900 surtax ကျော်ဖြင့်ထပ်မံအရေးကြိုးပြီးတတုရည်ပူများကိုပုံစံခွက်ထဲသို့လောင်းထည့်ကအလူမီနီယံပြားအရှိကြီးများပြုလုပ်သည့်အလူမီနီယံပြားကြီးများကိုအလိမ့်လိုက်ဖြစ်သွားအောင်ဆက်ဖြင့်လိမ့်ပြီးတဲဆောင်သွားသည့်အိုးပုံတံပြုလုပ်ခြင်းနှင့်အချောတက်ခြင်းအလူမီနီယံလိပ်ကြီးများကိုဆက်ဖြင့်ပြားအောင်ပြန်ဖြန့်ပြီးစဝိုင်းပုံတံအပြားလေးများဖြစ်အောင်ကတ်ကြီးဆက်ဖြင့်ဖြတ်တောက်သည့်ထိုစဝိုင်းပြားလေးများကို hydraulic press ဖြင့်ဖိချကာအိုးပုံတံစတင်ပုံဖော်ပြီးအနားသက်များကိုဆက်ဖြင့်စောင်းဖြတ်အချောတက်သည့်အိုးများကိုရေဖြန်းစနစ်ဖြင့်တန့်စင်ပြီးနောက်ပြောင်းလဲသွားအောင်ဆက်ဖြင့်စက်ကူဖို့ buffing တိုက်ပေးသည့်အိုးတွင်းပိုင်းကိုဆက်ရုပ်လက်တံဖြင့်အမဲရောင်တက်ညီမှုဆန့်ကျင်သောလွှာ non-stick coating စပရေးဖြန်းပြီးမီးဖိုကြီးထဲတွင်အပူပေး6ခံပြီးနောက်ဆုံးအဆင့်တွင်ဆက်ရုပ်လက်တံများကအိုးများကိုစက်ကူပုံများထဲသို့စနစ်တကျထည့်သွင်းကကုန်ပစ္စည်းအဆင့်သင့်ဖြစ်အောင်ပါကင်ပိတ်ပြီးတည်ဆောင်သွားသည်အလူမီနီယံပြားအရှိကြီးများပြုလုပ်သည့်အလူမီနီယံပြားကြီးများကိုအလိမ့်လိုက်ဖြစ်သွားအောင်ဆက်ဖြင့်သိမ့်ပြီးတည်ဆောင်သွားသည့်အိုးပုံတံပြုလုပ်ခြင်းနှင့်ချောတက်ခြင်းအလူမီနီယံလိပ်ကြီးများကိုဆက်ဖြင့်ပြားအောင်ပြန်ဖြန့်ပြီးစဝိုင်းပုံတံအပြားလေးများဖြစ်အောင်ကတ်ကြီးဆက်ဖြင့်ဖြတ်တောက်သည့်ထိုစဝိုင်းပြားလေးများကို hydraulic press ဖြင့်ဖိချကာအိုးပုံတံစတင်ပုံဖော်ပြီးအနားသက်များကိုဆက်ဖြင့်စောင်းဖြတ်အချောတက်သည့်အိုးများကိုရေဖြန်းစနစ်ဖြင့်တန့်စင်ပြီးနောက်ပြောင်းလဲသွားအောင်ဆက်ဖြင့်စက်ကူဖို့ buffing တိုက်ပေးသည့်အိုးတွင်းပိုင်းကိုဆက်ရုပ်လက်တံဖြင့်အမဲရောင်တက်ညီမှုဆန့်ကျင်သောလွှာ non-stick coating စပရေးဖြန်းပြီးမီးဖိုကြီးထဲတွင်အပူပေး6ခံသည့်နောက်ဆုံးအဆင့်တွင်ဆက်ရုပ်လက်တံများကအိုးများကိုစက်ကူပုံများထဲသို့စနစ်တကျထည့်သွင်းကကုန်ပစ္စည်းအဆင့်သင့်ဖြစ်အောင်ပါကင်ပိတ်ပြီးတည်ဆောင်သွားသည်